Hello ကျမဒီနေ့ကျမသမီးလေးရဲ့ဟို channel လေးကိုပြပေးမယ်နော်ကျမသမီးလေးကတော့ခလေးဆိုတော့ကြောင်းသွားတဲ့ခါကျရင် snack လေးယူသွားခြင်းနဲ့ကျောင်းမှာလည်းတငယ်ချင်းတွေနဲ့ share ပြီးတော့စားခြင်းနဲ့တငယ်ချင်းတွေစားတဲ့အချိုတွေနဲ့စားခြင်းနဲ့ခလေးဆိုတော့အချိုလေးကိုပိုကြိုက်တယ်ပေါ့နော်ဒါလေးတော့သိခံပြီးတော့ကြည့်ပေးပါရှင်ဒါလေးကတော့နတ်စာလဲစားလို့ရတယ်ပေါ့နော်နာ cup လေးကတော့ဒါကတော့ခွန်ခွာတဲ့ jelly လေးပေါ့ရှင်ဒါလေးလည်းမနက်စာနေနဲ့စားလို့လည်းရတယ်ဟိုလေးနဲ့စားလို့ရတယ် chocolate ကလေးရယ်ကွန်လေးရယ်ဒါတော့ခါလေးစားတာပေါ့ jelly လေးဒီကောင်လေးအဲ့ဒါလေးဆိုသူတို့ကအရင်ကြိုက်ကြတယ်ဒီကောင်လေးကလည်း potato snack ကလေး snack ထုတ်ကလေးကလည်းမပါမဖြစ်ဒါလေးက lemon လေးကိုမှ juice jelly လေးပေါ့နော်ဒါလေးလည်းဝင်လာတယ်ဒါကတော့ pillow ပဲဖြစ်မယ်နော် chocolate filling လုပ်ထားတဲ့ snack လေးသူတို့တွေကယူရီးယားတကလေးဆိုတော့စားရတာကလေးတော်တော်အများကြီးအဆင်ပြေတယ်တရမို့တွေထက်စားရင်ပေါ့နော်ဒါလည်းရိုးလေးနဲ့တူစားဒါကတော့သူတို့အရင်ကြိုက်တဲ့ဝါဥလေးပေါ့နော်ယူရီးယားမို့လေးရစားလို့ကောင်းပါတယ်ဒီကားလေးပေါ့ဒီတို့နဲ့လောက်ထားတာပဲထင်တယ်ဒါကတော့လည်း snap ပဲဒါကတော့မြန်မာနိုင်ငံထုတ်တာပေါ့နော်တို့နဲ့ကလေးပါရှင်ဟိုတရားတော့သူတို့ကြိုက်တာတွေဝယ်လာတာလေးကိုပြပေးရပါကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်